အီရန်ကအကြီးဆုံးရေနံချက်စက်ရုံအဆာလူရကိုတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz ကပြောပါတယ်။စက်ရုံဟာအခုအခါလဲပတ်နိုင်ခြင်းမရှိတော့ပဲပြီးခဲ့တဲ့အပတ်တုန်းကလည်းတခြားရေနံချက်စက်ရုံကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့သူကဆိုပါတယ်။ဒါကြောင့်အီရန်ရဲ့ရေနံပြင်ပတင်ပို့မှု85%လောက်ထိခိုက်သွားနိုင်တယ်လို့သူကပြောပါတယ်။အစောပိုင်းတုန်းကလည်းအီရန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးကသမ္မတထရမ့်ဟာတရားတွေဓာတ်အားပေးစက်ရုံတွေအပါအဝင်အရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်မယ်လို့ချိန်ချောက်ခဲ့တာကြောင့်ဒါဟာစစ်ရာဇဝတ်မှုမြောက်တယ်လို့ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုမှန်သမျှကိုလက်တုံ့ပြန်သွားမယ်လို့အီရန်အစိုးရကလည်းသတိပေးထားပါတယ်။အီရန်နဲ့အမေရိကန်တို့ဟာစစ်အဆုံးသတ်ဖို့အဆိုပြုလွှာတွေအသီးသီးရထားတယ်လို့ပြောပါတယ်။ပါကစ္စတန်ကြားဝင်မှုနဲ့ငြိမ်းချမ်းရေးအစီအစဉ်အဆိုပြုသဘောတူညီချက်ကိုမနေ့ညကပဲအမေရိကန်နဲ့အီရန်အစိုးရတွေစီအသီးသီးပေးပို့လိုက်ပြီးဖြစ်ပါတယ်။အဆင့်2ရက်ပါတဲ့ဒီငြိမ်းချမ်းရေးသဘောတူညီချက်အရချက်ချင်းအပြစ်ရရမှာဖြစ်ပြီးဟော်မုတ်စီလက်ကြားပြန်ဖွင့်ပေးရမယ့်အချက်တွေပါဝင်ပါတယ်။ဒီအဆိုပြုလွှာကိုပြန်လဲသုံးသပ်နေတယ်လို့အီရန်ကပြောပေမဲ့ခေတ္တအပြစ်ရက်ဖို့အတွက်တော့ဟော်မုတ်စီလက်ကြားပြန်ဖွင့်မပေးနိုင်ဘူးလို့ဆိုပါတယ်။လက်ဘနွန်မြို့တော်ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံးအရက်ကဟစ်ဇ်ဘိုလာပြစ်မှတ်တွေကိုထပ်မံတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဒါဟီရာအရက်မှာဒေသခံတွေနေရက်စွန့်ကြဖို့အစ္စရေးစစ်တပ်ကအမိန့်ထုတ်ခဲ့ပြီးနောက်ဒီတိုက်ခိုက်မှုထွက်ပေါ်လာတာပါ။တိုက်ခိုက်မှုအတွင်းကောင်းကင်မှာမီးခိုးလုံးကြီးတွေထွက်လာတာကိုဗီဒီယိုတွေမှာတွေ့မြင်ရပါတယ်။လက်ဘနွန်တောင်ပိုင်းမှာလည်းလေကြောင်းကတိုက်ခိုက်ခံရတာကြောင့်အနည်းဆုံးလူ6ယောက်သေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လကစခဲ့တဲ့ပဋိပက္ခအတွင်းလက်ဘနွန်မှာအခုချိန်အထိလူပေါင်း1400ကျော်အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။အစ္စရေးမြောက်ပိုင်းဟိုင်ဖာမြို့မှာတနင်္ဂနွေနေ့တုန်းကအီရန်ဒုံးကျည်တစ်စင်းကြောင့်လူနေအဆောက်အုံထိမှန်ပြိုကျခဲ့ပြီးအပျက်အစီးပုံအောက်ကအလောင်း4လောင်းကိုရှာတွေ့ခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။အဲ့ဒီအထဲမှာအသက်80ကျော်အဖိုးကြီးတစ်ယောက်နဲ့အဖွားကြီးတစ်ယောက်ပါဝင်ပါတယ်။တစ်ချိန်တည်းမှာအီရန်ကတဟီရန်မြို့အပြင်ဘက်အစ္စလမ်မာအရက်ကလူနေအဆောက်အုံတစ်ခုလေကြောင်းကတိုက်ခိုက်ခံခဲ့ရပြီးလူ73ယောက်သေဆုံးသွားတယ်လို့အီရန်သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။ဒါအပြင်မြို့တော်ကရှာရီဖ်နီးပညာတက္ကသိုလ်နဲ့အနားကသဘာဝဓာတ်ငွေ့ဖြန့်ဖြူးတဲ့နေရာတွေလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့နိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းကိုတိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးလူ17ယောက်သေဆုံးသွားတယ်လို့အီရန်အရာရှိတွေကပြောပါတယ်။မကြာခင်ကျင်းပမယ့်ကမ္ဘာဖလားဘောလုံးပွဲမှာ FIFA အနေနဲ့သူတို့အသင်းပွဲစဉ်တွေကိုအမေရိကန်အစားမက္ကဆီကိုမှာပြောင်းရွှေ့ကစားဖို့စီစဉ်ပေးရမှာဖြစ်ပြီးအဲ့လိုမှမဟုတ်ရင်ဝင်ပြိုင်ဖို့မသေးကြတော့ဘူးလို့အီရန်ကပြောပါတယ်။အမေရိကန်မှာကစားရင်သူတို့ဘောလုံးသမားတွေရဲ့လုံခြုံရေးကမသေးကြဘူးလို့အီရန်အားကစားရေးရာဝန်ကြီးအာမတ်ဒွန်ရာမလီကပြောပါတယ်။ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကတော့အီရန်ပွဲစဉ်တွေနဲ့ပတ်သက်လို့တစုံတရာတုံ့ပြန်တာမျိုးမရှိသေးပေမဲ့အမေရိကန်သမ္မတထရမ့်ကတော့အီရန်ရဲ့ပွဲစဉ်တွေအမေရိကန်မှာကစားရင်အန္တရာယ်ရှိနိုင်တယ်လို့ပြောပါတယ်။လက်ရှိတော့အီရန်ဟာနယူးဇီလန်၊ဘယ်လ်ဂျီယံနဲ့အီဂျစ်တို့နဲ့ကယ်လီဖိုးနီးယားနဲ့ဆီယက်တယ်ပြည်နယ်တွေမှာကစားရမှာဖြစ်ပါတယ်။ယူကရိန်းတောင်ပိုင်းကအိုဒါဆာမြို့မှာရုရှားရဲ့လေကြောင်းကတိုက်ခိုက်မှုကြောင့်လူ3ယောက်သေဆုံးသွားပါတယ်။သေဆုံးသူတွေအထက်မှာကလေးတစ်ယောက်ပါဝင်ပြီးနောက်ထပ်လူ10ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ယူကရိန်းတပ်အရာရှိတွေကပြောပါတယ်။ရုရှားထိန်းချုပ်တဲ့လူဟန်စ်အရက်မှာကြောင်မီးသွေးရင်းပြိုကျမှုဖြစ်ပွားခဲ့ပြီးမိုင်းလှုပ်တာအယောက်40ကျော်ပိတ်မိနေပါတယ်။ရုရှားခန့်ထားတဲ့အာဏာပိုင်တွေကတော့ဘေးကင်းရာရောက်နေတဲ့မိုင်းလှုပ်သားတွေနဲ့အဆက်အသွယ်ရပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေပြီလို့ဆိုပါတယ်။တခါရုရှားတောင်ပိုင်းနိုဗိုရိုစီရက်မြို့မှာအဓိကပြည်ပစီတင်ပို့ရာစိတ်ကမ်းယူကရိန်းဒရုန်းနဲ့မနေ့တညလုံးတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသန္တရအာဏာပိုင်တွေကပြောပါတယ်။တောင်ကိုရီးယားဝေဟင်ပိုင်နက်မှာမြောက်ကိုရီးယားဒရုန်းတစ်စင်းဝင်ရောက်လာတဲ့အတွက်စိတ်မကောင်းဖြစ်ရပါကြောင်းသမ္မတအီဂျေမြောင်းကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီဒရုန်းဟာအစိုးရခွင့်ပြုချက်မပါဘဲတသီးပုဂ္ဂလတွေရဲ့အစီအစဉ်နဲ့ဝင်ရောက်လာတာလို့သူကပြောပါတယ်။တောင်ကိုရီးယားထောက်လှမ်းရေးနဲ့စစ်ဖက်ရေးအရာရှိတယောက်ကတော့ဒါဟာတာဝန်မဲ့အဆင့်အချင်းမရှိတဲ့လုပ်ရက်ဖြစ်ပြီးဒီကိစ္စကြောင့်မလိုလားအပ်ပဲစစ်မှုရေးရာတင်းမာမှုတွေဖြစ်လာစေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကတော့မြောက်ကိုရီးယားအစိုးရကတောင်ကိုရီးယားကဒရုန်းတွေစေလွတ်လာတယ်ဆိုပြီးပစ်ချခဲ့တယ်လို့ပြောနေပါတယ်ရှင်။
BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။အခုတော့သတင်းလှလှည့်ပါရခိုင်မှာမြို့နယ်အားလုံးနီးပါးကိုထိန်းချုပ်ထားတဲ့အာရခတပ်တော်ကိုမြင်မာတဲ့အခွန်နှုံးသားတွေပေးဆောင်နေကြရတဲ့အတွက်စီးပွားရေးလုပ်ငန်းရှင်အများစုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ BBC ကိုပြောပါတယ်ဒီပေါ်AAဘက်ကရောဘယ်လိုတုံ့ပြန်ပါသလဲမတ်တီရီဇော်ကပြောပြပေးမှာပါထိန်းချုပ်တဲ့မြို့နယ်တွေမှာရှိတဲ့စီးပွားရေးလုပ်ငန်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းဈေးဆိုင်အိမ်ချမ်းမြေအယောင်းဝယ်အိမ်ကုန်မြေကုန်နဲ့ကျွဲနွားအယောင်းဝယ်ပါမကြံကြီးမားတဲ့အခွန်တွေမဖြစ်မနေပေးနေရတယ်လို့ရခိုင်ဒေသခံတွေကပြောပါတယ်အယောင်းဝယ်လုပ်ငန်းတွေကကုန်ပစ္စည်းတန်ဖိုးရဲ့9%ပေးဆောင်ကြရပြီးကုန်သွယ်လုပ်ငန်းတွေကရင်းနှီးငွေရဲ့9%ကိုပေးဆောင်ကြရတယ်လို့ကိုယ်တိုင်အခွန်ပေးနေရသူတွေကပြောပါတယ်ဒါအပြင်ဈေးဆိုင်တွေနဲ့တခြားလုပ်ငန်းတွေလည်းလုပ်ငန်းအမျိုးအစားအလိုက်အခွန်အခတွေအများကြီးပေးနေရတာကြောင့်အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်ကိုယ်တိုင်အခွန်ပေးနေရတဲ့ရခိုင်စီးပွားရေးလုပ်ငန်းရှင်တူပြောတာကိုလုံခြုံရေးအရအတန်အစားထိုးဖတ်ထားပါတယ်အခွန်ကတော့ဈေးဆိုင်တီးလေးတွေကစအကုန်ကောက်တာအယောင်းဝယ်လုပ်ငန်းတွေကားတွေတခြားဒေသကတင်သွင်းလာတဲ့ကုန်တွေအစုံပဲပစ္စည်းဝယ်လာရင်သူတို့ဘောင်ချပြရတယ်တန်ဖိုးရဲ့9%ဆောင်ရတယ်ဥတစ်ချက်ရောင်းစည်း900ဆိုရင်သူ့ရဲ့9%ထညက်တစ်ဖာကိုတသိန်းဆိုရင်တသိန်းရဲ့9%အဲ့လိုပေးရတာသူတို့လုပ်နေရနီးလဲမှမှန်ဘူးဒါပေမဲ့အမှန်တရားကိုမပြောရကြဘူးဒါအပြင်စီလုပ်ငန်းကို100%စံစဘာကိုဒေတာရေးရောင်းချရင်100%နဲ့ပြည်ပတင်ပို့ရင်300%တစ်တဒန်းအနည်းဆုံး15%အိမ်ချမ်းမြေနဲ့လယ်မြေရောင်းဝယ်ရင်15%ပေးဆောင်နေရပြီးနေထိုင်ရမှာလည်းအိမ်ကွန်ကိုလစဉ်3000ကျပ်ပေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။တချို့လုပ်ငန်းတွေဟာအရှုံးကြောင့်ရက်လိုက်ရသူတွေရှိပေမဲ့တချို့ကုန်သည်တွေကတော့AAကိုပေးနေရတဲ့အခွန်တွေကိုကုန်စည်နှုန်းအပေါ်တိုးမြင့်လိုက်တာကြောင့်စားသုံးသူတွေပဲဝင်တော့ဝင်ပိုးဖြစ်စေတယ်လို့ပြောကြပါတယ်။ကုန်သည်တူပြောတာကသူတို့ရဲ့အခွန်စီးကျန်းမှုပုံစံကအလုံးများတဲ့အခါမှာကုန်သည်တွေဘက်ကလည်းပြန်ရောင်းတဲ့အခါမှာဈေးပို့ပြီးတော့တင်ရောင်းရတာရှိတယ်။ဟိုမှာ900နဲ့ရောင်းလို့ရမယ့်ဟာတခုဆိုလို့ရှိရင်ကျွန်တော်တို့1000လောက်ဖြစ်သွားတာပေါ့။အနည်းဆုံးကတော့သူတို့ဒီ900%လောက်ကောက်လိုက်တဲ့အတွက်ကိုကျွန်တော်တို့ကပြည်သူကိုထပ်ပြီးတော့900%လောက်ကိုဈေးတင်ပြီးတော့ပြန်ရောက်ရတာပေါ့ဗျာ။အရင် NLD အစိုးရလက်ထက်ရောစစ်အာဏာသိမ်းထားချိန်မှာပါအိမ်ကုန်ကိုတစ်နှစ်ကိုကျပ်9000လောက်သာပေးခဲ့ရပြီးတာမန်စီးပွားရေးလုပ်ငန်းတွေလည်းတစ်နှစ်ကို1000ခန်းသာအခွန်ပေးရတယ်လို့ဒေသခံတွေကပြောပါတယ်။AAပြောခွင့်ရသူဦးခိုင်ဒုက္ခကတော့သူတို့ထိန်းချုပ်နယ်မြေတွေမှာပြည်သူတွေအခွန်အခအများကြီးပေးဆောင်နေရတယ်ဆိုတာမဟုတ်ဘူးလို့ BBC ကိုစာနဲ့တုံ့ပြန်ဖြေဆိုထားပါတယ်။ပြည်သူတွေစီးပွားဘဝမထိခိုက်စေတဲ့နှုံထားနဲ့အ ਨੇ ဆုံးဖြစ်အောင်ကောက်ခံနေတာလို့ဦးခိုင်ဒုက္ခကဆိုပါတယ်။မတိရီဇော်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအစိုးရသစ်အတွက်ဝန်ကြီးဌာနစီးရင်နဲ့ဝန်ကြီးအရေးအတွက်ကိုဒီကနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာအဆိုပြုတင်သွင်းခဲ့ပါတယ်။အဲ့ဒီအထဲမှာအရင်ကဝန်ကြီးဌာနတချို့ပြန်မပါလာတော့သလိုတချို့ဝန်ကြီးဌာနတွေထပ်တိုးပါဝင်လာတာတွေ့ရပါတယ်။အပြည့်အစုံကိုမတ်သူဇာလင်းကစူးစီးပြောပြပေးမှာပါ။ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာသမ္မတအဖြစ်ရွေးချယ်ခံထားရတဲ့သူကအစိုးရသစ်အတွက်ဝန်ကြီးဌာန32ခုရဲ့အမည်စင်းကိုတင်သွင်းခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးကအယောက်30လို့ဆိုပါတယ်။ဒါပေမဲ့ဝန်ကြီးတွေရဲ့အမည်စင်းကိုတော့မသိရသေးပါဘူး။အဲ့ဒီထဲနိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီးရုံးDigital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနစတဲ့ဝန်ကြီးဌာနတွေပါဝင်ပါတယ်။အရင်တုန်းကပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကအခု Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဆိုပြီးပေါင်းထားပါတယ်။ဒါအပြင်အမျိုးသမီးရေးရာဝန်ကြီးဌာနကတော့အသစ်အနေနဲ့ပါဝင်လာတာတွေ့ရပါတယ်။ဒီနေ့အဆိုပြုတင်သွင်းလာတဲ့ဝန်ကြီးဌာနတွေအရလာမယ့်အစိုးရသစ်ရဲ့အခင်းကျင်းကဘယ်လိုဖြစ်နိုင်ပါသလဲ။နေပြည်တော်ကောင်စီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေပြောတာကဆိုတဲ့ဟာဒီဝန်ကြီးတွေနဲ့ပဲတက်ညီလက်ညီနဲ့နိုင်ငံတော်အဖြစ်ကိုအောင်ပြအောင်ဖော်ဆောင်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာအခုအမျိုးသမီးဝန်ကြီးဌာနပေါ်လာတဲ့ဟာလည်းဒါတွေကိုဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျအဆိုပြုတင်သွင်းခဲ့တဲ့ဝန်ကြီးဌာန32ခုအတွက်ပြည်ထောင်စုဝန်ကြီးအယောက်30လို့စာရင်းတင်ထားတာကြောင့်ဌာန2ခုကိုဝန်ကြီးတဦးတည်းကပေါင်းကင်မဲ့သဘောလို့နားလည်ရပါတယ်။ဒါအပြင်အရင်စက်မှုဝန်ကြီးဌာနကိုအခုစက်မှုနဲ့အသေးစားအငယ်စားအလက်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုပြီးပေါင်းလိုက်တာတွေ့ရပါတယ်။အစိုးရသစ်အနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့စီးပွားရေးအကျပ်တဲတွေကြားမှာအသေးစားအလက်စားစီးပွားရေးလုပ်ငန်းတွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ပါလား။စီးပွားရေးကျွမ်းကျင်သူတဦးပြောတာက
မြန်မာပြည်အား1962နောက်ပိုင်းပေါ့နော်ဒီတွင်သုံးပစ္စည်းတွေကိုကိုယ့်ဟာကိုယ်ထုတ်လုပ်နိုင်တဲ့အခြေအနေမရှိဘဲနဲ့ထိုင်းနိုင်ငံတို့တရုတ်နိုင်ငံနဲ့ဆန်းချနိုင်ငံတွေရဲ့ထုတ်ကုန်တွေနဲ့ကိုနေရတာအခုဖြစ်လာမဲ့အစိုးရရဲ့ပြန်ပြီးဖွဲ့စည်းမှုအနေအထားတွေပါတွေကတော့ဘလို့မှညှော်လင့်စရာမရှိဘူးလို့ပြောတယ်အဆိုပြုတင်သွင်းလိုက်တဲ့စီးရင်ကိုကန့်ကွက်ချင်ရင်တော့ဒီနေ့ညနေ4 နာရီနောက်ဆုံးထားပြီးပြည်ထောင်စုလွှတ်တော်ရုံးကိုကန့်ကွက်စာပေးပို့ရမယ်လို့ပြည်ထောင်စုလွှတ်တော်နာယကကြေညာထားပါတယ်။တကယ်လို့ကန့်ကွက်တဲ့သူရှိရင်တော့မနက်ဖြန်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပွဲမှာဆွေးနွေးမှာဖြစ်ပြီးကန့်ကွက်တဲ့သူမရှိရင်တော့တန်းပြီးတော့အတည်ပြုတာမျိုးဖြစ်နိုင်ပါတယ်။မတ်သူစားလင်းဖြစ်ပါတယ်။ရန်ကုန်မန္တလေးနေပြည်တော်နဲ့ပဲခူးတိုင်းကစက်မှုဇုံတွေနဲ့တီးသန့်ဓာတ်အားလိုင်းယူထားတဲ့နေရာတွေကို24နာရီမီးပေးမှာဖြစ်ပြီးမီတာခကိုအနည်းဆုံး1ယူနစ်ကိုကျပ်900ကောက်ခံမယ်လို့စစ်ကော်မရှင်ရဲ့လျှက်စစ်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မီတာခဈေးတက်ခဲ့ပြီးတဲ့နောက်မှာလုပ်ငန်းတွေဘယ်လိုလဲပတ်နေရလဲဆိုတာကိုမတ်ရွှေပိုးနီကစူးစီးပြောပြပေးမှာပါ။စက်မှုဇုံတွေအထူးစီးပွားရေးဇုံတွေနဲ့ပြင်ပတိကျဓာတ်ရိုက်လိုင်းအသုံးပြုနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုမီးအပြည့်အဝရအောင်ပေးနေပြီဖြစ်ပြီးမီတာကနှုံထားအသစ်တယူနစ်လည်ငွေကျပ်900နှုန်းနဲ့ဖေဖော်ဝါရီ1ရက်ကစတင်ကောက်ခံခဲ့ပါတယ်။အဲဒီလိုကောက်ခံမှုတွေကြောင့်နှစ်လအကြာမှာတော့ကုန်ထုတ်လုပ်ငန်းတွေလည်းကုန်ထုတ်လုပ်မှုကုန်ကျစရိတ်တွေပိုတိုးလာသလိုကုန်စည်နှုန်းမြင့်တက်မှုတွေပိုများလာတယ်လို့လုပ်ငန်းရှင်တွေဘက်ကပြောပါတယ်။အရင်ကတော့ကုန်ထုတ်လုပ်ငန်းတွေနဲ့စက်မှုဇုံတွေမှာမီးရရှိချိန်နေတာကြောင့်လုပ်ငန်းတွေဟာမီးစက်အသုံးပြုလဲပတ်ရပြီးကုန်ကျစရိတ်ကြီးမြင့်ခဲ့ပါတယ်။အခုအချိန်မှာတော့24နာရီမီးရရှိပြီးဖြစ်လို့လုပ်ငန်းတွေပိုအဆင်ပြေလဲပတ်လာပေမဲ့မီတာကဈေးနှုန်းကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်တွေလည်းမြင့်တက်လာရတယ်လို့ပြောပြကြပါတယ်။အရင်ကရန်ကုန်မှာရှိတဲ့စက်မှုဇုံတွေကိုလျှက်စစ်မီးပေးရမှာတရက်ကို8နာရီလောက်သာအများဆုံးပေးနိုင်ပြီးလုပ်ငန်းအများစုဟာဒီဇယ်မီးစက်တွေအသုံးပြုပြီးလဲပတ်နေရတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ဒီဇယ်မီးစက်တွေအစားစက်ရုံတွေအတွက်လုပ်ငန်းသုံးမီတာလိုင်းကိုပြောင်းလဲအသုံးပြုလာကြပေမဲ့ကုန်ကျစရိတ်ကတော့ကြီးမြင့်နေသေးပါ။လုပ်ငန်းသုံးမီတာအသုံးပြုနေတဲ့စီးပွားရေးလုပ်ငန်းရှင်တူပြောပြတာကလျှက်စစ်မီတာဈေးတက်သွားတော့ကုန်ကျစရိတ်ကတော့တက်မှာပဲ။အရင်250လဲကျတဲ့ဟာအခု1000နီးပါးဖြစ်သွားတယ်လေ4ဆလောက်ဖြစ်သွားတာပဲနောက်ဆုံးစားသုံးသူပဲခံရပါမယ်လုပ်ငန်းရှင်ကသူခံအောင်ပေးကြတယ်နောက်ဆုံးတော့သူကစားသုံးသူတွေရောက်ပါမယ်ဒီဒါကဂျင်းတက်ကျင်တော့ကျွန်တော်တို့ဒါဆက်ကိုအရင်ဟဲကြီးလေတာမဟုတ်ဘူးပေါ့နော်ဆရာဘက်ပစ္စည်းကရရှားနေတော့လေတစ်လမှာ4ရက်ပဲလေအဲ့ဒါကိုမီတာကကျွန်တော်တို့စက်ရုံတွေလို့ချင်း9သိန်း8သိန်းလောက်ကျအခုဒီလ29သိန်းနဲ့330နာတက်ပါအီရန်စစ်ပွဲနောက်ဆက်တွဲအခြေအနေကြောင့် CP ပါတွေလည်းဈေးတက်လာတဲ့အခြေအနေမှာလုပ်ငန်းသုံးမီတာကိုပဲပိုပြီးအားကိုးနေရတယ်လို့မန္တလေးမြို့ကစီးပွားရေးလုပ်ငန်းရှင်ဦးကအခုလိုပြောပါတယ်လုပ်ငန်းတွေကတော့တော်တော်တော့ဒုက္ခရောက်တာပေါ့နော်အသေးလေးတွေဆိုရင်တချို့အခုလုပ်ငန်းတော်တော်များများတွေဘာတွေဆိုပြန်ရောင်းကြတယ်ပြန်ငားတယ်အဲ့ဒါမျိုးဖြစ်ကုန်တီးရလဲဝယ်နေရတယ်အဲ့ဒါမျိုးဒုက္ခရောက်တာပေါ့ကုန်တက်တာအခုဆိုရင်ဒီဇယ်တို့ဘာလို့ဝယ်နေရတယ်အကြီးဆုံးရေနံချက်ဆက်ရုံအစာလူရကိုတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးခတ်ကပြောပါတယ်။ဆက်ယုံဟာအခုအခါလဲပတ်နိုင်ခြင်းမရှိတော့ပဲပြီးခဲ့တဲ့အပတ်တုန်းကလည်းတခြားရေနံချက်ဆက်ယုံကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့သူကဆိုပါတယ်။ဒါကြောင့်အီရန်ရဲ့ရေနံပြင်ပတင်ပို့မှု85%လောက်ထိခိုက်သွားနိုင်တယ်လို့သူကပြောပါတယ်။အစောပိုင်းတုန်းကလည်းအီရန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးကသမ္မတထရမ့်ဟာတရားတွေဓာတ်အားပေးစက်ရုံတွေအပါအဝင်အရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်မယ်လို့ချိန်ချောက်ခဲ့တာကြောင့်ဒါဟာစစ်ရာဇဝတ်မှုမြောက်တယ်လို့ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုမှန်သမျှကိုလက်တုံ့ပြန်သွားမယ်လို့အီရန်အစိုးရကလည်းသတိပေးထားပါတယ်။အီရန်နဲ့အမေရိကန်တို့ဟာစစ်အဆုံးသတ်ဖို့အဆိုပြုလွှာတွေအသီးသီးရထားတယ်လို့ပြောပါတယ်။ပါကစ္စတန်ဂျာဝင်မှုနဲ့ငြိမ်းချမ်းရေးအစီအစဉ်အဆိုပြုသဘောတူညီချက်ကိုမနေ့ညကပဲအမေရိကန်နဲ့အီရန်အစိုးရတွေစီအသီးသီးပေးပို့လိုက်ပြီးဖြစ်ပါတယ်။အဆင့်2ရက်ပါတဲ့ဒီငြိမ်းချမ်းရေးသဘောတူညီချက်အရချက်ချင်းအပြည့်ရရမှာဖြစ်ပြီးဟော်မုတ်စီလက်ကြားပြန်ဖွင့်ပေးရမယ့်အချက်တွေပါဝင်ပါတယ်။ဒီအဆိုပြုလွှာကိုပြန်လဲသုံးသပ်နေတယ်လို့အီရန်ကပြောပေမဲ့ခေတ္တအပြည့်ရဖို့အတွက်တော့ဟော်မုတ်စီလက်ကြားပြန်ဖွင့်မပေးနိုင်ဘူးလို့ဆိုပါတယ်။လက်ဘနွန်မြို့တော်ဘေရွတ်တောင်ပိုင်းစင်ကြေဖုံးအရက်ကဟစ်ဇ်ဘိုလာပြစ်မှတ်တွေကိုထပ်မံတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဒါဟီရာအရက်မှာဒေသခံတွေနေရက်စွန့်ကြဖို့အစ္စရေးစစ်တပ်ကအမိန့်ထုတ်ခဲ့ပြီးနောက်ဒီတိုက်ခိုက်မှုထွက်ပေါ်လာတာပါ။တိုက်ခိုက်မှုအတွင်းကောင်းကင်မှာမီးခိုးလုံးကြီးတွေထွက်လာတာကိုဗီဒီယိုတွေမှာတွေ့မြင်ရပါတယ်။လက်ဘနွန်တောင်ပိုင်းမှာလည်းလေကြောင်းကတိုက်ခိုက်ခံရတာကြောင့်အနည်းဆုံးလူ6ယောက်သေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လကစခဲ့တဲ့ပဋိပက္ခအတွင်းလက်ဘနွန်မှာအခုချိန်အထိလူပေါင်း1400ကျော်အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။အစ္စရေးမြောက်ပိုင်းဟိုင်ဖာမြို့မှာတနင်္ဂနွေနေ့တုန်းကအီရန်ဒုံးကျည်တစ်စင်းကြောင့်
လူနေအဆောက်အုံထိမှန်ပြိုကျခဲ့ပြီးအပျက်အစီးပုံအောက်ကအလောင်း၄လောင်းကိုရှာတွေ့ခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။အဲ့ဒီအထဲမှာအသက်80ကျော်အဖိုးကြီးတစ်ယောက်နဲ့အဖွားကြီးတစ်ယောက်ပါဝင်ပါတယ်။တစ်ချိန်တည်းမှာအီရန်ကတဟီရန်မြို့အပြင်ဘက်အစ္စလမ်မာအရက်ကလူနေအဆောက်အုံတစ်ခုလေကြောင်းကတိုက်ခိုက်ခံခဲ့ရပြီးလူ73ယောက်သေဆုံးသွားတယ်လို့အီရန်သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။ဒါအပြင်မြို့တော်ကရှာရီဖ်နီးပညာတက္ကသိုလ်နဲ့အနားကသဘာဝဓာတ်ငွေ့ဖြန့်ဖြူးတဲ့နေရာတွေလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့နိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းကိုတိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးလူ17ယောက်သေဆုံးသွားတယ်လို့အီရန်အရာရှိတွေကပြောပါတယ်။မကြခင်ကျင်းပမယ်ကမ္ဘာဖလားဘောလုံးပွဲမှာ FIFA အနေနဲ့သူတို့အသင်းပွဲစဉ်တွေကိုအမေရိကန်အစားမက္ကဆီကိုမှာပြောင်းရွှေ့ကစားဖို့စီစဉ်ပေးရမှာဖြစ်ပြီးအဲ့လိုမှမဟုတ်ရင်ဝင်ပြိုင်မှုမသေးကြတော့ဘူးလို့အီရန်ကပြောပါတယ်။အမေရိကန်မှာကစားရင်သူတို့ဘောလုံးသမားတွေရဲ့လုံခြုံရေးကမသေးကြဘူးလို့အီရန်အားကစားရေးရာဝန်ကြီးအာမတ်ဒွန်ရာမလီကပြောပါတယ်။ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကတော့အီရန်ပွဲစဉ်တွေနဲ့ပတ်သက်လို့တစုံတရာတုံ့ပြန်တာမျိုးမရှိသေးပေမဲ့အမေရိကန်သမ္မတထရမ့်ကတော့အီရန်ရဲ့ပွဲစဉ်တွေအမေရိကန်မှာကစားရင်အန္တရာယ်ရှိနိုင်တယ်လို့ပြောပါတယ်။လက်ရှိတော့အီရန်ဟာနယူးဇီလန်၊ဘယ်လ်ဂျီယမ်နဲ့အီဂျစ်တို့နဲ့ကယ်လီဖိုးနီးယားနဲ့ဆီယက်တယ်ပြည်နယ်တွေမှာကစားရမှာဖြစ်ပါတယ်။ယူကရိန်းတောင်ပိုင်းကအိုဒါဆာမြို့မှာရုရှားရဲ့လေကြောင်းကတိုက်ခိုက်မှုကြောင့်လူ3ယောက်သေဆုံးသွားပါတယ်။သေဆုံးသူတွေအထက်မှာကလေးတစ်ယောက်ပါဝင်ပြီးနောက်ထပ်လူ10ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ယူကရိန်းတပ်အရာရှိတွေကပြောပါတယ်။ရုရှားထိန်းချုပ်တဲ့လူဟန်စ်အရက်မှာကြောင်မီးသွေးရင်းပြိုကျမှုဖြစ်ပွားခဲ့ပြီးမိုင်းလှုပ်တာအယောက်40ကျော်ပိတ်မိနေပါတယ်။ရုရှားခန့်ထားတဲ့အာဏာပိုင်တွေကတော့ဘေးကင်းရာရောက်နေတဲ့မိုင်းလှုပ်သားတွေနဲ့အဆက်အသွယ်ရပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေပြီလို့ဆိုပါတယ်။တခါရုရှားတောင်ပိုင်းနိုဗိုရိုစီရက်မြို့မှာအဓိကပြည်ပစီတင်ပို့ရာစိတ်ကမ်းယူကရိန်းဒရုန်းနဲ့မနေ့တညလုံးတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသန္တရအာဏာပိုင်တွေကပြောပါတယ်။တောင်ကိုရီးယားဝေဟင်ပိုင်နက်မှာမြောက်ကိုရီးယားဒရုန်းတစ်စင်းဝင်ရောက်လာတဲ့အတွက်စိတ်မကောင်းဖြစ်ရပါကြောင်းသမ္မတအီဂျေမြောင်းကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီဒရုန်းဟာအစိုးရခွင့်ပြုချက်မပါဘဲတသီးပုဂ္ဂလတွေရဲ့အစီအစဉ်နဲ့ဝင်ရောက်လာတာလို့သူကပြောပါတယ်။တောင်ကိုရီးယားထောက်လှမ်းရေးနဲ့စစ်ဖက်ရေးရအရာရှိတယောက်ကတော့ဒါဟာတာဝန်မဲ့အဆင့်အချင်းမရှိတဲ့လုပ်ရဖြစ်ပြီးဒီကိစ္စကြောင့်မလိုလားအပ်ပဲစစ်မှုရေးရာတင်းမာမှုတွေဖြစ်လာစေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကတော့မြောက်ကိုရီးယားအစိုးရကတောင်ကိုရီးယားကဒရုန်းတွေစေလွတ်လာတယ်ဆိုပြီးပြစ်ချခဲ့တယ်လို့ပြောနေပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုတော့သတင်းလှလှည့်ပါရခိုင်မှာမြို့နယ်အားလုံးနီးပါးကိုထိန်းချုပ်ထားတဲ့အာရခတပ်တော်ကိုမြန်မာတဲ့အခွန်နှုန်းသားတွေပေးဆောင်နေကြရတဲ့အတွက်စီးပွားရေးလုပ်ငန်းရှင်အများစုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ BBC ကိုပြောပါတယ်ဒီပေါ် AA ဘက်ကရောဘယ်လိုတုံ့ပြန်ပါသလဲမတ်တီရီဇော်ကပြောပြပေးမှာပါAA ထိန်းချုပ်တဲ့မြို့နယ်တွေမှာရှိတဲ့စီးပွားရေးလုပ်ငန်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းဈေးဆိုင်အိမ်ချက်မြေအယောင်းဝယ်အိမ်ကွန်မြေကွန်နဲ့ကျွဲနွားအယောင်းဝယ်ပါမကြံကြီးမားတဲ့အခွန်တွေမဖြစ်မနေပေးနေရတယ်လို့ရခိုင်ဒေသခံတွေကပြောပါတယ်အယောင်းဝယ်လုပ်ငန်းတွေကကုန်ပစ္စည်းတန်ဖိုးရဲ့9%ပေးဆောင်ကြရပြီးကုန်သွယ်လုပ်ငန်းတွေကရင်းနှီးငွေရဲ့9%ကိုပေးဆောင်ကြရတယ်လို့ကိုယ်တိုင်အခွန်ပေးနေရသူတွေကပြောပါတယ်ဒါအပြင်ဈေးဆိုင်တွေနဲ့တခြားလုပ်ငန်းတွေလည်းလုပ်ငန်းအမျိုးအစားလိုက်အခွန်အခတွေအများကြီးပေးနေရတာကြောင့်အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်ကိုယ်တိုင်အခွန်ပေးနေရတဲ့ရခိုင်စီးပွားရေးလုပ်ငန်းရှင်တူပြောတာကို
လုံခြုံရေးအရအသက်အစားထိုးဖက်ထားပါတယ်။အခုကတော့ဈေးဆိုင်သေးသေးလေးတွေကစအကုန်ကောက်တာ။အယောင်းဝယ်လုပ်ငန်းတွေကားတွေတခြားဒေသကတင်သွင်းလာတဲ့ကုန်တွေအဆုံးပဲပစ္စည်းဝယ်လာရင်သူတို့ဘောင်ချပြရတယ်။တန်ဖိုးရဲ့9%ဆောင်ရတယ်။ဥတစ်ချက်ရောင်းဈေး900ဆိုရင်သူ့ရဲ့9%ထညက်တစ်ဖာကို3သိန်းဆိုရင်3သိန်းရဲ့9%အဲ့လိုပေးရတာ။သူတို့လုပ်နေတာနီးလဲမှမှန်ဘူး။ဒါပေမဲ့အမှန်တရားမပြောရကြဘူး။ဒါအပြင်စီလုပ်ငန်းကို100%စံစဘာကိုဒေတာရေးရောင်းချရင်100%နဲ့ပြည်ပတင်ပို့ရင်300%တစ်တန်အနည်းဆုံး15%အိမ်ချမ်းမြေနဲ့လယ်မြေရောင်းဝယ်ရင်15%ပေးဆောင်နေရပြီးနေထိုင်ရမှလည်းအိမ်ကိုလစဉ်3000ကျပ်ပေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။တချို့လုပ်ငန်းတွေဟာအရှုံးကြောင့်ရက်လိုက်ရသူတွေရှိပေမဲ့တချို့ကုန်သည်တွေကတော့AAကိုပေးနေရတဲ့အခွန်တွေကိုကုန်စည်နှုန်းအပေါ်တိုးမြင့်လိုက်တာကြောင့်စားသုံးသူတွေပဲဝင်တော့ဝင်ပိုးဖြစ်စေတယ်လို့ပြောကြပါတယ်။ကုန်သည်တဦးပြောတာကသူတို့ရဲ့အခွန်စည်းကြမ်းမှုပုံစံကအလုံးများတဲ့အခါမှာကုန်သည်တွေဘက်ကလည်းပြန်ရောင်းတဲ့အခါမှာဈေးပို့ပြီးတော့တင်ရောင်းရတာရှိတယ်။ဥပမာ900နဲ့ရောင်းလို့ရမယ့်ဟာတခုဆိုလို့ရှိရင်ကျွန်တော်တို့1000လောက်ဖြစ်သွားတာပေါ့။အနည်းဆုံးကတော့သူတို့ဒီ900%လောက်ကောက်လိုက်တဲ့အတွက်ကိုကျွန်တော်တို့ကပြည်သူကိုထပ်ပြီးတော့900%လောက်ကိုဈေးတင်ပြီးတော့ပြန်ရောက်ရတာပေါ့ဗျာအရင် NLD အစိုးရလက်ထက်ရောစစ်အာဏာသိမ်းထားချိန်မှာပါအိမ်ကိုတစ်နှစ်ကိုကျပ်9000လောက်သာပေးခဲ့ရပြီးတာမန်စီးပွားရေးလုပ်ငန်းတွေလည်းတစ်နှစ်ကို1000ခန်းသာအခွန်ပေးရတယ်လို့ဒေသခံတွေကပြောပါတယ်။အေးပြောခွင့်ရသူဦးခိုင်ဒုက္ခကတော့သူတို့ထိန်းချုပ်နယ်မြေတွေမှာပြည်သူတွေအခွန်အခအများကြီးပေးဆောင်နေရတယ်ဆိုတာမဟုတ်ဘူးလို့ BBC ကိုစာနဲ့တုံ့ပြန်ဖြေဆိုထားပါတယ်။ပြည်သူတွေစီးပွားဘဝမထိခိုက်စေတဲ့နှုံထားနဲ့အ ਨੇ ဆုံးဖြစ်အောင်ကောက်ခံနေတာလို့ဦးခိုင်ဒုက္ခကဆိုပါတယ်။မတိရီဇော်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအစိုးရသစ်အတွက်ဝန်ကြီးဌာနစီရင်တဲ့ဝန်ကြီးအရေးအတွက်ကိုဒီကနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာအဆိုပြုတင်သွင်းခဲ့ပါတယ်။အဲ့ဒီအထဲမှာအရင်ကဝန်ကြီးဌာနတချို့ပြန်မပါလာတော့သလိုတချို့ဝန်ကြီးဌာနတွေထပ်တိုးပါဝင်လာတာတွေ့ရပါတယ်။အပြည့်အစုံကိုမတ်သူဇာလင်းကစူးစီးပြောပြပေးမှာပါ။ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာသမ္မတအဖြစ်ရွေးချယ်ခံထားရတဲ့သူကအစိုးရသစ်အတွက်ဝန်ကြီးဌာန32ခုရဲ့အမည်စင်းကိုတင်သွင်းခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးကအယောက်30လို့ဆိုပါတယ်။ဒါပေမဲ့ဝန်ကြီးတွေရဲ့အမည်စင်းကိုတော့မသိရသေးပါဘူး။အဲ့ဒီထဲနိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီးရုံးDigital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနစတဲ့ဝန်ကြီးဌာနတွေပါဝင်ပါတယ်။အရင်တုန်းကပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကအခု Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဆိုပြီးပေါင်းထားပါတယ်။ဒါအပြင်အမျိုးသမီးရေးရာဝန်ကြီးဌာနကတော့အသစ်အနေနဲ့ပါဝင်လာတာတွေ့ရပါတယ်။ဒီနေ့အဆိုပြုတင်သွင်းလာတဲ့ဝန်ကြီးဌာနတွေအရလာမယ့်အစိုးရသစ်ရဲ့အခင်းကျင်းကဘယ်လိုဖြစ်နိုင်ပါသလဲ။နေပြည်တော်ကောင်စီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေပြောတာကဆိုတဲ့ဟာဒီဝင်ကြီးတွေနဲ့ပဲတက်ညီလက်ညီနဲ့နိုင်ငံတော်အပြစ်ကိုအောင်ပြအောင်ဖော်ဆောင်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာအခုအမျိုးသမီးဝန်ကြီးဌာနပေါ်လာတဲ့ဟာလည်းဒါတွေကိုဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျအဆိုပြုတင်သွင်းခဲ့တဲ့ဝန်ကြီးဌာန32ခုအတွက်ပြည်ထောင်စုဝန်ကြီးအယောက်30လို့စာရင်းတင်ထားတာကြောင့်ဌာန2ခုကိုဝန်ကြီးတဦးတည်းကပေါင်းကင်မဲ့သဘောလို့နားလည်ရပါတယ်ဒါအပြင်အရင်စက်မှုဝန်ကြီးဌာနကိုအခုစက်မှုနဲ့အသေးစားအငယ်စားအလက်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုပြီးပေါင်းလိုက်တာတွေ့ရပါတယ်။အစိုးရသစ်အနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့စီးပွားရေးအကျပ်တွဲတွေကြားမှာအသေးစားအလက်စားစီးပွားရေးလုပ်ငန်းတွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ပါလား။စီးပွားရေးကျွမ်းကျင်သူတဦးပြောတာကမြန်မာပြည်ဟာ1962နောက်ပိုင်းပေါ့နော်ပြည်တွင်းသုံးပစ္စည်းတွေကိုကိုယ့်ဟာကိုယ်ထုတ်လုပ်နိုင်တဲ့အခြေအနေမရှိဘဲနဲ့ထိုင်းနိုင်ငံတို့တရုတ်နိုင်ငံနဲ့ဆန်းချနိုင်ငံတွေရဲ့ထုတ်ကုန်တွေနဲ့ဒီကိုနေရတာအခုဖြစ်လာမဲ့အစိုးရရဲ့ပြန်ပြီးဖွဲ့စည်းမှုအနေအထားတွေပါတွေကတော့ဘလို့မှညှော်လင့်စရာမရှိဘူးလို့ပြောတယ်အဆိုပြုတင်သွင်းလိုက်တဲ့စီးရင်ကိုကန့်ကွက်ချင်ရင်တော့ဒီနေ့ညနေ4နာရီနောက်ဆုံးထားပြီးပြည်ထောင်စုလွှတ်တော်ရုံးကိုကန့်ကွက်စာပေးပို့ရမယ်လို့ပြည်ထောင်စုလွှတ်တော်နာယကကြေညာထားပါတယ်။တကယ်လို့ကန့်ကွက်တဲ့သူရှိရင်တော့မနက်ဖြန်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပွဲမှာဆွေးနွေးမှာဖြစ်ပြီးကန့်ကွက်တဲ့သူမရှိရင်တော့တန်းပြီးတော့အတည်ပြုတာမျိုးဖြစ်နိုင်ပါတယ်။မတ်သူစာလင်းဖြစ်ပါတယ်။ရန်ကုန်မန္တလေးနေပြည်တော်နဲ့ပဲခူးတိုင်းကစက်မှုဇုံတွေနဲ့တီးသန့်ဓာတ်အားလိုင်းယူထားတဲ့နေရာတွေကို24နာရီမီးပေးမှာဖြစ်ပြီးမီတာခကိုအနည်းဆုံး1ယူနစ်ကိုကျပ်900
ကောက်ခံမယ်လို့စစ်ကော်မရှင်ရဲ့လျှက်စစ်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မီတာကဈေးတက်ခဲ့ပြီးတဲ့နောက်မှာလုပ်ငန်းတွေဘယ်လိုလည်ပတ်နေရသလဲဆိုတာကိုမတ်ရွှေပိုးနီကစူးစီးပြောပြပေးမှာပါ။စက်မှုဇုံတွေအထူးစီးပွားရေးဇုံတွေနဲ့ပြင်ပတိကျဓာတ်ရိုက်လိုင်းအသုံးပြုနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုမီးအပြည့်အဝရအောင်ပေးနေပြီဖြစ်ပြီးမီတာကနှုံထားအသစ်တယူနစ်လည်ငွေကျပ်900နှုန်းနဲ့ဖေဖော်ဝါရီ1ရက်ကစတင်ကောက်ခံခဲ့ပါတယ်။အဲဒီလိုကောက်ခံမှုတွေကြောင့်2လအကြာမှာတော့ကုန်ထုတ်လုပ်ငန်းတွေလည်းကုန်ထုတ်လုပ်မှုကုန်ကျစရိတ်တွေပိုတိုးလာသလိုကုန်စည်နှုန်းမြင့်တက်မှုတွေပိုများလာတယ်လို့လုပ်ငန်းရှင်တွေဘက်ကပြောပါတယ်။အရင်ကတော့ကုန်ထုတ်လုပ်ငန်းတွေနဲ့စက်မှုဇုံတွေမှာမီးရရှိချိန်နေတာကြောင့်လုပ်ငန်းတွေဟာမီးစက်အသုံးပြုလည်ပတ်ရပြီးကုန်ကျစရိတ်ကြီးမြင့်ခဲ့ပါတယ်။အခုချိန်မှာတော့24နာရီမီးရရှိပြီဖြစ်လို့လုပ်ငန်းတွေပိုအဆင်ပြေလည်ပတ်လာပေမဲ့မီတာကဈေးနှုန်းကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်တွေလည်းမြင့်တက်လာရတယ်လို့ပြောပြကြပါတယ်။အရင်ကရန်ကုန်မှာရှိတဲ့စက်မှုဇုံတွေကိုလျှက်စစ်မီးပေးရမှာတရက်ကို8နာရီလောက်သာအများဆုံးပေးနိုင်ပြီးလုပ်ငန်းအများစုဟာဒီဇယ်မီးစက်တွေအသုံးပြုပြီးလည်ပတ်နေရတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ဒီဇယ်မီးစက်တွေအစားစက်ရုံတွေအတွက်လုပ်ငန်းသုံးမီတာလိုင်းကိုပြောင်းလဲအသုံးပြုလာကြပေမဲ့ကုန်ကျစရိတ်ကတော့ကြီးမြင့်နေသေးပါ။လုပ်ငန်းသုံးမီတာအသုံးပြုနေတဲ့စီးပွားရေးလုပ်ငန်းရှင်တူပြောပြတာကလျှက်စစ်မီတာဈေးတက်သွားတော့ကုန်ကျစရိတ်ကတော့တက်အောင်ပဲအရင်250လဲကျတဲ့ဟာအခု1000နီးပါးဖြစ်သွားတယ်လေ4ဆလောက်ဖြစ်သွားတာပဲနောက်ဆုံးစားသုံးသူပဲခံရပါပဲလုပ်ငန်းရှင်ကသူခံအောင်ပေးကြတယ်နောက်ဆုံးတော့ဘူလာစားသုံးသူတွေရောက်ပါမယ်မီတာကဈေးမတက်ခင်တော့ကျွန်တော်တို့ဒါဆက်ကိုအရင်ဟဲကြီးလေတာမဟုတ်ဘူးပေါ့နော်ဆယ်ပတ်ပစ္စည်းကရမ်းရှားနေတော့လေတစ်လမှာ4ရက်ပဲလေအဲ့ဒါကိုမီတာကကျွန်တော်တို့စက်ရုံဆိုလို့ရှိရင်9သိန်း8သိန်းလောက်ကျအခုဒီလ29သိန်းနဲ့330နာတက်ပါအီရန်စစ်ပွဲနောက်ဆက်တွဲအခြေအနေကြောင့်စီပီပါတွေလည်းဈေးတက်လာတဲ့အခြေအနေမှာလုပ်ငန်းသုံးမီတာကိုပဲပိုပြီးအားကိုးနေရတယ်လို့မန္တလေးမြို့ကစီးပွားရေးလုပ်ငန်းရှင်ဦးကအခုလိုပြောပါတယ်လုပ်ငန်းတွေကတော့တော်တော်တော့ဒုက္ခရောက်တာပေါ့နော်အသေးလေးတွေဆိုရင်တချို့အခုလုပ်ငန်းတော်တော်များများတွေဘာတွေဆိုပြန်ရောင်းကြတယ်ပြန်ငားတယ်အဲ့ဒါမျိုးဖြစ်ကုန်စီရလဲဝယ်မရပဲအဲ့ဒါမျိုးဒုက္ခရောက်တာပေါ့ကုန်တက်တာအခုဆိုရင်ဒီဇယ်တို့ဘာလို့ဝယ်မရတဲ့